ဒါပဲလေနော်အသက်ဘလောက်ကြီးပြင်လို့ရတယ်အဓိကပြောချင်တာမနက်ကိုကြောက်လို့ black coffee ထမင်းစားတယ်လုံးဝမစားဘူး protein ကိုအဓိကစား၄လလောက်နဲ့စစ်လိုက်တဲ့ခါမှာပြေလို့နှလုံးစီးကြုံမရှိဘူးစစ်တဲ့ဆောင်းကတက်သွားတယ်ပါညာဒါပဲမချစ်ပဲဒါပဲလွယ်လေးပဲအဓိကအဲ့ဒါပဲနော်ကျွန်တော်တော့ကော်ချက်ရက်ပေါ့ဒါအသက်59နှစ်ဆိုကော်ချက်ပေါ့မရက်နဲ့တော့ပေါ့နော်လမ်းလျှောက်ပေါ့ကော်ချက်လမ်းလျှောက်ပေါ့ကော်ချက်လျှောက်ပေါ့ကွာအဲ့တော့လမ်းလျှောက်တာအကောင်းဆုံးပဲနော်မနေ့ကကြက်ဥကော်ဖီပဲကဲနော်အဲ့အုံတော့ကောင်းသေးတယ်ကွာဘာမှလာရှင်းပြမင်းတို့မနေ့စားတဲ့ breakfast တွေရဲ့20% ကအလကားကျွန်တော်လဲနော်မနေ့စာကိုနော်မနေ့စာကိုလက်ဖိတ်နဲ့ဤကြကွင်းနဲ့ကြီးလာတဲ့ကောင်တွေပါနော်ငယ်လေးတွေကကျွန်တော်တို့ကဒါ lower income family ကလာတာပဲနော် middle class လောက်အဆင့်ပဲရှိတာနော်ဘယ်သူမှနော်မွေးတဲ့အများစုကမြန်မာနိုင်ငံမှာချမ်းသာတဲ့သူကရှားတာပေါ့နော်ရွှေစုံကိုက်လာတဲ့သူတော့ရှိတယ်ဒါ exception ပေါ့နော်အဲ့တော့အများစုကတော့ middle class တွေပဲအဲ့တော့ဘာနဲ့ကြီးလာလဲဆိုတော့မနေ့အရာထိုင်လက်ဖိတ်ရည်နဲ့ဤကြကွင်းနဲ့ကြီးလာတဲ့ကောင်တွေပါနော်အဲ့တော့ဒါကြီးကကျွန်တော်တို့နိုင်ငံမှာဒါကြီးကမှားယွင်းနေတာနော်အင်ဂျာကွဲကငယ်တဲ့သူတွေစားဖို့ကွာနော်ကျန်တဲ့ကြီးတဲ့သူတွေစားဖို့မစမ်းစားနဲ့တော့ခင်ဗျားတို့တသက်လုံးစားတာခင်ဗျားဒုက္ခပေးနေတဲ့ဟာကြီးမနဲ့ဆိုရင်ထမင်းစီဆန်လေးနဲ့အကြော်လေးနဲ့ပဲပြုတ်လေးနဲ့ထမင်းစီဆန်လေးနဲ့စောင်းရမ်းကောင်းတာအဲ့လိုကြီးလာတဲ့ကောင်တွေကကျွန်တော်ပြောတာအခုယောဂတွေရနေတယ်နော်တွေးတို့နှလုံးစီးကြော metabolic disease တွေဖြစ်နေတယ်နော်အသေးစီဟုန်နိုင်ဖြစ်နေအခုအသေးချောက်တဲ့အသေးကင်ဆာတွေဖြစ်နေတယ်စီးကြောနောက်ဆက်တွဲမျက်လုံးတွေထိကြောက်ကက်တွေထိနှလုံးတွေထိနဲ့နော်စတန်တွေထဲနဲ့နော်ဘဝတွေပြက်နေကြတာနော်မင်းကြိုက်တဲ့လောက်ပတ်စံရှာတော့ပြောပြီးရဲမော်တော်တထေးနော်တထေး5 star တထေးတောင်မှ3000လောက်ဘန်ကောက်မှာကျွတ်သွားရိုင်သွားတယ်နော်လာမပြောနဲ့ပတ်စံအရေးကြီးဆုံးပဲဘလောက်ပဲချမ်းသာတဲ့ဒူဘိုင်းတောင်မှအခုလာစားမပေးနိုင်တော့တဝက်နဲ့နော်တဝက်ပေးတယ်ပြီးရင်ပြန်လွတ်နေတယ်နော်ဒါအမှန်သောစကားပြောတာမင်းကျမ်းမာမှရမယ်ကျမ်းမာမှမင်းချမ်းသာတာမင်းကျမ်းမာနေလားမင်းချမ်းသာနေတယ်ဒါတဲ့ပဲအဲ့တော့ပြောချင်တာကြက်ဥနဲ့ကော်ဖီစားတော့ဘာဖြစ်မှာလဲဘာမှဖြစ်ဘူးဖတ်ခေါ့ပဲမင်းတို့ကမကြိုက်မစားနဲ့ကွာတဲ့ပဲနော်ကြက်ဥနဲ့ကော်ဖီပဲစားတယ်ကွာဘာဖြစ်တုံကွာကျမ်းမာတယ်နေကောင်းတယ်ကွာရှင်းလေးပဲကောနော်ဟိုဟိုတယ်မှာတဲ့ကျွန်တော်ဆိုလည်းဟိုတယ်မှာထား6တဲနဲ့6ရက်စားတာဘာဖြစ်တော့ကြက်ဥကော်ဖီပဲစားတာပေါ့ဘာဖြစ်တော့ငါမစားဘူးထမင်းမစားဘူးဘာဖြစ်တော့ငါပတ်စံငါပေးထားငါချုပ်ပဲမှာစားတာပေါ့ဘာဖြစ်တော့အဲ့တော့ဟိုအလကားရတိုင်းစားစရာလားပေါ့နော်ထမင်းမစားဘူးကျွန်တော်ဒီနေ့မနေ့ဆိုရင်သူတို့ကအဲ့ဒီဟိုတယ်ဆိုကောင်းတယ်တော့ဒီပါတော့ဖြော်ဆုပ်လေးပါရေကောင်းတယ်ဒီမနေ့ဆိုဆုပ်လေးပါရေတောက်တယ်ပေါ့ကွာအကြဆိုင်ဟင်းတွေပဲကြဆိုင်မမီးတော့ဘုံတော့က delete တာများတခါဆိုမေ့သွားတာအဲ့တော့ black coffee တောင်မနေ့တောက်နေရတယ်ကျွန်တော်ကမကောင်းတာရောကောင်းတော့တယ်လုံးဝမရှိဘူးဒါပေမဲ့လူနာဝင်လာတဲ့ကုလူနာကဘယ်တော့မှလူနာဘာကုမှုတွေမှတ်မိတယ်အဲ့လောက်ကတော့သိတာပေါ့အဲ့လောက်မသိရင်ဆံဝင်လို့ပဲရမှာစာမေ့တော့မှာပေါ့နော်မလိုအပ်တာတွေ delete လုပ်တာလိုအပ်တာတွေ delete မလုပ်ဘူးအဲ့တော့ကျွန်တော်ဒီဘယ်တော့မှအိမ်